ဗျာဆရာခြေဦးရေပွက်ဒီကုန်းထားတဲ့ဘုံကျော်အဆန်းလေးဗျာစုစည်းမှုစာအုပ်ထဲကဗျာဆရာမောင်ဝေမော်ခင်ဦးရဲ့တာမညစာချဘုန်းကြီးတစ်ပါးရဲ့ဘဝအတွေ့အကြုံဆိုတဲ့ဗျာခြေကိုဖတ်ကြားပူဇော်အာမင်ဖတ်ကြားပူဇော်သူကတော့ဗျာဆရာတောင်ရဲမောင်သိန်းကျော်ပဲဖြစ်ပါလေတာမညစာချဘုန်းကြီးတစ်ပါးရဲ့ဘဝအတွေ့အကြုံသူကတာမညစာချဘုန်းကြီးအောင်လက်ပေါ်အောင်တကားတကမပရိသတ်တွေဝိုင်းဝိုင်းလဲနေအောင်သူမလုပ်တတ်ပါဘူးသူအားထုတ်နေတာကသူ့လုပ်သူအချိန်မှန်မှန်လုပ်နိုင်ဖို့သူ့တောင်းရင်သူကျေးပြုံးအောင်ထမ်းဆောင်နိုင်ဖို့ပါသူကစာချဘုန်းကြီးသူစာချခဲ့တာကြာပြီပေါ့25နှစ်အရွယ်ကစခဲ့တာသူ့အသက်60ကျော်အခုဆို80တောင်ကျော်လာခဲ့ပြီပေါ့ဒါမဲ့သူအငိမ့်စားမယူနိုင်သေးဘူးမနေ့ရောနေ့ရောညနေရောညရောသူစွမ်းသမျှအသိပညာတွေမျှဝေနေလို့မယ်စာတွေကိုကြိုးကြိုးစားစားသင်ပေးနေသလိုသူ့တပည့်တွေစိတ်ထားလှလာအောင်လဲအခါသိလို့အခွင့်ကြုံတိုင်းသင်ပြပေးနေစေပါပဲသူစာတင်သားဘဝစာချဘုန်းကြီးဘဝမှာအကျော်လေးတစ်ခုနဲ့သုတ္တနာပြီးခဲ့ဘူးလေခရမ်းညင်လေးရေလုံးပြုတ်လေးနဲ့နှစ်ပါးသွားခဲ့ဘူးလေပဲပြုတ်ငံပြာရီလေးနဲ့လဲစောမင်းခဲ့ဘူးလေနမရှင်လေးနဲ့လဲရှင်းနဲ့ခဲ့ရဘူးလေလာဝအလာဝဆိုတဲ့အတိုင်းလာလို့ပေါ်တဲ့များတဲ့အခါတွေရှိတယ်လို့မလာလို့ရှားတဲ့အခါတွေလဲကြုံခဲ့ရဘူးလားပေါ့ညနေမှာဘာမှဖုံးပေးစရာမရှိလို့ရေတောက်ပြီးဘိုက်မောက်နေခဲ့ရတာမျိုးလဲတွေ့ခဲ့ကြုံခဲ့ဆုံခဲ့ရတာပေါ့ခုတော့သူ့စေတနာသူ့မေတ္တာသူ့အသိပညာကအကျိုးပေးလာတယ်ထင်ပါရဲ့ဒကာဒကမတွေကတော်တော်လေးကိုယူဆိုင်လာကြပါလေစာသင်တဲ့ကတန်ဃာတွေဆင်းရဲတယ်ဆိုတာတောင်တစ်ခါတလေမိတယ်လို့ဖြစ်သွားတယ်သူကစာချဘုန်းကြီးစာချနေရရင်ပြောနေသူပေါ့စာချမှမရမှာကြောက်လို့သူ့မှာရရှိလာတဲ့စားစရာလေးတွေတောက်စရာလေးတွေသင်္ကန်းလေးတွေဖက်နှက်လေးတွေတပိတ်လေးတွေစာအုပ်လေးတွေဘောပယ်လေးတွေသူ့တပည့်လေးတွေကိုမျှဝေလို့အစာလေးကျွေးတရားလေးပေးရင်းနဲ့သူ့ဘဝသူရှင်းတတ်နေသူပေါ့သူကစာချဘုန်းကြီးစာချဘုန်းကြီးအထင်မကြီးတဲ့ဒကမာကြီးတယောက်ကသူ့ကိုမလေးမစားမေးခဲ့တယ်လေအရှင်ဘုရားအသက်လုံးစာပဲချနေတော့မှာလားသာသနာ့ပြုလုပ်ပြီးတော့မလုပ်တော့ဘူးလားတဲ့သူကဒကမာကြီးကိုပြန်မေးပြလိုက်တယ်ဘုန်းကြီးလုပ်နေတာသာသနာ့ပြုအလုပ်မဟုတ်ဘူးလားသူကစာချဘုန်းကြီးသူ့တပည့်တွေကို6တန်6မြောက်တန်မြောက်ရှမ်းတန်ကျန်းနုတန်နု6တန်6ပြော့တန်ပြော့လျှော့တန်လျှော့တင်းတန်တင်းနဲ့နီးမျိုးစုံကိုအသုံးချမကြာဆုံးမနေရတယ်မဆုံးမရင်လို့မဖြစ်ဘူးလေမဆုံးမရင်မယိမ်းကုန်ကြမှာပေါ့ခုခေတ်စာသင်သားအများစုကပြောရဆိုကဆုံးမရခက်တယ်ဘလောက်ပဲပြောသူတို့ရင်ထဲမရောက်ဘူးမောက်ထားတဲ့ဦးထဲကိုရေလောင်းတယ်လို့မောက်ထားတဲ့ဦးထဲကိုရေလောင်းရတယ်လို့ကိုယ်သိနဲ့ကိုစာကြိုးစားသူကတဖြည်းဖြည်းနည်းနေလာတယ်ခိုင်းမလုံတတ်သူကများလာတယ်ယုံကြည်မှုအားကနည်းနေလာတယ်လူချင်းစရာအာယုန်တွေကများလာတယ်ကိုယ်ပိုင်အသည့်ကနည်းနေလာတယ်
အမိုက်တရားတွေကများများလာတယ်အလင်းရောင်ကနည်းနည်းလာတယ်အမောင်တွေကများတယ်များများလာတယ်ကိုယ်ကြိုက်ကိုပဲကြည့်သူကများများလာတယ်ရှင်တော်မြတ်ဖျားရဲ့အကြိုက်ကြည့်သူကနည်းနည်းလာတယ်ဒါဟာစုကရဲ့သဘာဝလို့ပဲပြောရနေမလားသူကစာချဘုန်းကြီးသူ့တွေတွေထဲမှာစိတ်ကောင်းနှလုံးကောင်းရှိသူစာပေပညာကိုချစ်မြတ်လို့သူစီကံကိုတန်ဖိုးထားသူကိုကျင့်တရားကိုလေးစားသူစာချဆရာတော်ဖြစ်ရှင်သူနိုင်ငံရောစာရေးဆရာနိုင်ငံရောဓမ္မဂတိကဖြစ်ရှင်သူတောင်တန်းသာသနာပြုဖြစ်ရှင်သူတောင်တန်းသာသနာပြုခြင်းသူအတိညာလင်းရောင်တရားချင့်ခြင်းသူသစ္စာလေးပါးအမှန်တရားကိုသိမြင်ပြီးလွတ်လပ်မှုငြိမ်းချမ်းမှုစီသို့လွတ်လပ်မှုငြိမ်းချမ်းမှုစီသို့ဆက်ရောက်ခြင်းသူဓမ္မ့သာဖွင့်ပြီးတရားပြပေးခြင်းသူကဘာကြီးကိုလှည့်ပြီးသာသနာပြုခြင်းသူလူငယ်တွေကိုအလင်းပေးခြင်းသူလူကြီးတွေကိုအလင်းပြခြင်းသူဒီလိုရှင်ကောင်းရဟန်းကောင်းတွေလည်းအကြောင်းညီညွတ်တဲ့အခါတွေ့နေရပါတယ်။စာချဘုန်းကြီးဆိုတာတကယ်တော့သာသနာမျိုးဆက်တွေကိုထုစစ်ပုံဖော်ပေးနေသူပါလားလို့သူတို့ကိုကြည့်ကြည့်ပြီးသူအတွင်းဝင်နေပြီ။ဒီအတွေ့ဒီမြင်ကပဲသူ့ကိုတာမညစာချဘုန်းကြီးဘဝမှာပျော်မွေ့စွာနေနိုင်အောင်ဆွဲဆောင်ထားလိုက်တာတူပါရဲ့ဘုရားဆရာမောင်ဝမခင်ဦးဖြစ်ပါဗျာ